Niacinamideလေးတွေ Niacinamide serum. Niacinamide 10%. Niacinamide ကို Niacinamide serum. Niacinamide. Niacinamide အားလုံးက niacinamide ကောင်းကြောင်းပဲပြောရဲသူတို့ရဲ့တကယ်အနောက်ကသူဘလို့အလုပ်လုပ်လဲဘယ်လိုကောင်းတာလဲဆိုတဲ့အကြောင်းရယ်ပြီးတော့ဘာလိုတွေတွဲမသုံးသင့်ဘူးဆိုတဲ့အကြောင်းလည်းပြောတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာကောင်းတာတွေရောသူတို့နဲ့တွဲမသုံးသင့်တာတွေရောပြောမယ်နံပါတ်1 niacinamide ဆိုတာပါလဲ niacinamide ဆိုတာ vitamin B3 ဖြစ်တဲ့ skin care တော်များမှာတွေ့ရတယ်ပြီးတော့ supplements တွေမှာတွေ့ရတယ်ဆိုတော့ကဘာလို့အနွယ်ကြီးလဲဆိုရင်တော့ skin barrier ကိုပြန်လေတိဆောက်ပြီးရဲ့အသားဖြူတွေစသည်ဖြစ်သိကြရပေါ့နော်ဆိုတော့ကဲစမယ်အဲ့တော့တကယ်ကိုတကယ်ကောင်းတဲ့အရာတွေဘာလဲပေါ့နံပါတ်1ကကျတော့ niacinamide ကသူကပြောတဲ့အတိုင်းပဲ skin barrier ကိုသူကကောင်းစီတယ်အထူးသဖြင့်ဘလို့ ingredients တွေနဲ့တွဲသွင်းကောင်းလဲဆို ceramide ပါတဲ့ဒီပေါ့နော် skin 6တယ်ဆိုလို့ရှိရင် ceramide ingredients ပါတဲ့ moisturizer ပါတော့အဲ့ဒါနဲ့တွဲသွင်းရင်လည်းကောင်းတယ်ထို့အတူပဲ squalene ပေါ့နော်ဒီစရိုးထုတ်ထားတဲ့ moisturizer မှာဆို squalene ရှိတယ် squalene ingredients ပါအဲ့ဒါနဲ့ niacinamide နဲ့တွဲသွင်းအရင်ကောင်းတယ်ဒါတော့သူနဲ့ကောင်းတဲ့ ingredients တွေပေါ့နော်သူတွဲသုံးရင်ပိုပြီးအာနိသင်ကောင်းတယ်ပေါ့နော်နံပါတ်2ကကြာ melanin ဓာတ်ကို short ချပြီး melanin ဓာတ်ဆိုတော့အမဲဇက်တွေအမာရွတ်တွေစသည်ဖြင့်အဲ့ဒါကိုတိကျ short ချပြီး skin လေးက brightening ဖြစ်တယ်ပေါ့နံပါတ်3ကကြာတော့အစီပြန်မှုနှုန်းကိုသူကပြောမယ်ဆိုအစီထုတ်လုပ်မှုနှုန်း balance ပြအောင်ထိန်းညှိပေးတယ်ဆိုတော့ကအစီထုတ်လုပ်မှုနှုန်းကိုသူကလုံးဝ short လိုက်တာမဟုတ်ဘူးသူထုတ်လွှင့်တဲ့အစီပဲhealthy ဖြစ်တဲ့ပေါ့နော်ဒီ skin မှာ white protection ကိုသူကထုတ်လုပ်ဖို့အတွက်ကိုအထောက်အကူဖြစ်တယ်နံပါတ်4ကကြောင့် collagen နဲ့ elastin ကိုလှုပ်ဆော်ပေးတယ်ပြောမယ်ဆိုလို့ရှိရင်တော့ကွယ်အဲ့ skin တင်းတင်းရင်းလေးဖြစ်တာတို့အရွယ်တင်တာတို့ပြီးတော့အရေးကြောင်းလေးတက်တာတို့ဒါအများကြီးတက်တာတယ်နံပါတ်5ကကြောင့် anti-inflammatory short ချစီဆိုတော့ပြောချင်တာပါလဲဆိုတော့ရောင်ရမ်းမှုတွေတက်တာတယ်ဒါကြောင့်ဒီမြန်းတာရာရန်တာ sensitivity ဒါတွေရုပ်ချစီဆိုတော့က niacinamide လို့ပြောလိုက်ရှင် anti-aging brightening skin barrier repairing စတဲ့လုံးဝ beneficial ဖြစ်တဲ့ ingredients မျိုးလို့ပြောရင်မမအထူးသဖြင့်ဈေးကလည်းတက်တာပြီးတော့တကယ်စီးစွမ်းထက်တယ်ပေါ့ part 2 niacinamide ရဲ့ကောင်းကြောင်းတွေပြောပြီးဆိုတော့သူ့ရဲ့ side effect တွေဘာတွေဖြစ်မလဲဆိုတော့ကပါဝင်မှုအရမ်းများတယ်ပါဝင်မှု ingredients အရမ်းများတယ်ဥပမာ 10% လောက်အထက်ပေါ့အဲ့လိုမျိုးဆိုရင်တော့သူကလေ skin ကိုနည်းရားတာလေးဖြစ်တတ်တယ် skin က super sensitive ဖြစ်လွန်တာဒါမှမဟုတ်လို့ရှင်လဲဥပမာဆိုပါစို့ကိုသုံးတဲ့ပစ္စည်းကဥပမာ active ingredients ကအရမ်းများတယ်ဆိုတော့တူသုံးဖို့ recommend မပေးဘူးအထူးသဖြင့် vitamin C ဒါမှမဟုတ်ရင်အရန်ingredients မှာ percentage များတဲ့ retinol လိုမျိုးနဲ့လည်း recommend ပေးဘူး pregnancy ကာလမှာဆိုရင်အဲ့လိုမျိုး percentage များတဲ့niacinamide ကိုသုံးမယ်ဆိုတော့ဆရာဝန်တွေကိုအရင်ဆုံးတိုင်ပင်ဆွေးနွေးစေချင်တယ်ဆိုတော့က overall ပြောမယ်ဆိုလို့ရှင်တော့သူကကောင်းတာတွေတော့ပိုများတာပေါ့နော်မကောင်းတာတွေကနည်းတယ်အဓိက active ingredients ကိုဆိုရင် percentage များနဲ့တွဲသုံးတာမျိုးတော့နည်းနည်းသတိထားစေချင်တယ်ပေါ့ဆိုတော့ the mist spice ဆိုမှာဆိုရင် niacinamide ingredients ပါတဲ့ ကုန်ပစ္စည်းဆိုလို့ရှင်တော့ the mist essential ထုတ်တဲ့ triple gold hydration လည်းရှိသလို barrier booster body butter မှာလည်း niacinamide ပါထားတယ်ပြီးတော့Jua brightening body lotion ပေါ့နော်အမှဆိုရင်လည်း niacinamide ပါထားပစ္စည်းလေးကတော့ပြတ်နေရယ် anyway ဆိုတော့ကစုရဲ့အကြိုက်ဆုံး ingredients ကိုပြောရင် niacinamide တွေဘာ ingredients ကြောင့်လေးသိချင်လဲ comment မှာရေးလို့ရရင်ရေးခဲ့ပြီနော်